Fanny Legend trying ကတကယ်ရတာလို့မရဘဲနဲ့နင်တို့ငါဂျင်းထည့်ပြီးတော့ပြောမလားလို့ငါတို့က K1 ဆိုပေမဲ့ K1 ရရင် K1 ရရလို့ပြောမှာပါ K1 ရမှာမဟုတ်တာလို့ကျေးဇူးကဲအဲ့တော့ဒီပွဲမှာ Fanny လဲချောင်းလိုက်နဲ့ဘလို့တွေချမ်းတန်းပြမလဲဆိုတာအဆုံးထိကြည့်လိုက်တော့ဟိုဘက်က Fanny ကဘာလာလောက်တာတော့နင်ကိုလည်းမွန်တော့ကဘတ်တစ်ခုပေးရလေငါ့ကိုလည်းတစ်ခုပေးရလေညီသူမြတ်သူဘာလာလူရတော့ဟိုဘက်ကမောင်းစားတွေပါဟဲ့ကိုမစားဘူးသူမြတ်ဘက်ကဟာပဲလာလူနေတော်တော်ကိုလူရတာကြိတ်တဲ့ဟာတွေပဲဩငါလည်းကြိုးကမဆွဲတတ်ဘူးဝေးတောင်ဆွဲရင်မြောက်ရောက်တာဒီမှာလည်းငါလည်းဆွဲတော့ဆွဲနေတာပဲဟေ့ဘယ်ဆွဲလို့ဆွဲရမှန်းကိုမသိတာဒီ Fanny လဲကြံကန်ရတဲ့အနေထားဘလို့ခံစားရလဲဆိုတော့နေအောင်နောက်မှပြောပြမယ်ဒါကတော့ Fanny record ထောက်တဲ့ပုံစံပေါ့နော်အပေါ်ကနေအပြိုင်တစ်ခုထွက်လာတယ်ပြီးတော့ဒီဘောကိုရောက်သွားတယ်ကျေးဇူးဒီမှာလည်းဟိုဘက်က Fanny ကဒီထဲမှာဘာလုပ်နေရတာငါမရပါဘူးဟဲ့ဟိုဘက်ကဟာကိုင်တတ်တယ်ငါမကိုင်တတ်ဘူးကျွန်တော်ပြောတာမဟုတ်ဘူးပေါ့နော်ကျွမ်းတဲ့သူတွေတော့မပြောလို့ပါဘူးကန်ရတဲ့အနေထားမှာဆိုလို့ရှိရင်တော့ experience skin ကိုကိုင်လို့မကောင်းထင်တာပဲဒီပွဲကတော့နင်တို့ငါချမ်းတဲ့တာကိုကြည့်ရမှာမဟုတ်ဘူးငါတော့ကေတာကိုကြည့်ရမှာဟိုတာမဆွဲတတ်တာသူများဘက်ကဘက်ကိုငါသွားလူတာဒီမှာကျိုးကလွဲဗျာမိကမမိဘူး၆တုံးနေကိုများပြောက်သွားသလားမသိဘူးဟိုဘက်က Fanny မလည်းငါ့ကိုလက်ကျစကင်နဲ့ဆိုငါ့ကိုပဲအသေးအသက်တွေလောက်နေရပြောစလို့ကြည့်တာငါ Fanny ကနေပွဲကြမှာဟိုဘက်ကလည်း Fanny တဲ့အန်တာဘာလဲဆိုကျွန်မ6ခါမြောက်တော့ကေတာပေါ့နော်မလဲဒီမှာရမ်းဆွဲပြီးအဲ့ဒီမိချထည့်ပလိုက်တာခုမှပဲနောက်ထပ်တကေးထည့်ရတော့တယ်လောက်နင်တို့ချငါဒါမျိုးကောက်စားပလိုက်ရပြီးရောအဲ့ဒါမှကေးရတော့မှာဒီတစ်ခါတော့ကျိုးတဲ့ပုံမဆွဲတော့ဘူးဟေးငါလည်းကျိုးတဲ့ပုံမဆွဲတဲ့ဘူးဒီတိုင်းပဲလောက်ထည့်ပလိုက်တော့မယ်ဒီတိုင်းလောက်ထည့်ပလိုက်တာကေးရဖို့သေးချာကျိုးဆွဲနေလွဲနေတာများနေတာငါဟိုဘက်က Fanny လောက်မသားဘူးဆိုပေမဲ့ငါတို့နောက်ဆုံးတော့ငါတို့ပဲနိုင်သွားတာဟာအဲ့လိုပဲရုပ်ချောရဲ့သူတွေကနိုင်တယ်လေငါဒီလောက်ထိပွဲထဲမှာနုဖက်နေပြီခဏခဏဒိုင်းနေတဲ့ဟာကြီးကိုနိုင်သွားရဲဆိုတာအဲ့လိုကိုမဆုံးကြေးမရပါစေနဲ့ကြေးမကိုက်ပါစေနဲ့လက်ချက်စကီးနဲ့မို့လို့ကြေးမကိုက်ပါစေနဲ့တော်ပါသေးရဲ့မလီတော်သေးရဲ့မလီဟောငါထက်ဆိုတဲ့ဟာရှိသေးရဲ့ဟေးအောက်မှာ